ခါလေးမျက်နှာတက်ပြီလား သိပါဗျာ ဒါဆိုရင်မနှက်စာတော့စားလိုက်ဦးလေ မှန်ဗျာ ဦးစင်းတော့ဖုံးပေးပြီးသွားပြီဒါနဲ့ဒကာလေးရဲ့ခြေထောက်တိုင်အောင်တက်တာရလား တက်တာပါဗျာတပည့်တော်မနေ့ကလမ်းလျှောက်တာနည်းနည်းများပြီးတော့တန်ရဟောင်းလေးကပြန်လာလို့နားလဲရတာဗျာအခုတော့တော်တော်လေးတော့တက်တာနေပါဗျာ ဟောအေးဦးစင်းတို့အကြောင်းမှာတော့ကြိုက်တော့တယ်နော်မြင်းတဲ့အတိုင်းပဲအကြောင်းရတော့အကျယ်ကြီးပဲအစားတော့ကတော့ရွာเจ้าဆိုတော့ရွာသားရွာဟင်ပေါ့ ဟုတ်ကဲ့ ဒကာလေးရဲ့တိုင်အရှင်းပြောက်မှာခီးဆက်ပေါ့ တပည့်တော်တော့စဉ်းစားနေတာဒီနေ့ညဒီမှာပဲဆက်ပြီးတော့နားလိုက်မယ်ပေါ့နော်ကျွမ်းလေးချိုးဆက်လဲတပည့်တော်ဟိုနာဒီနာလိုက်ကြည့်ချင်တော့ပါဗျာဟိုမနေ့ပြန်မနေ့အစောပိုင်းကျမှပဲတပည့်တော်ခရီးဆက်ပါမယ်ဗျာ ကောင်းတယ်အဲ့ဆိုရင်သွားစားလိုက်အောင်လေ မှန်ဗျာ ဟိုကပ်ပိရတွေနဲ့ပဲအတူတူဝင်စားလိုက်နော် ဒီမှာဗျာ ဟာထက်သားကွာငါတို့ဖားကြမှာဝါအားမနာဘူးတို့เจ้าမှာဟင်းပေါ်တယ်ကွာ ဟုတ်ကဲ့ ဟာထက် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ဒီမြောက်စီနော်နောက်ပြီးရန်ကုန်ကပဲလားတောင်းတာ ရန်ကုန်ကပါဗျာကျောင်းကတော့ဘွဲတစ်ခုရပြီးသားအခုလဲစင်ကာပူမှာဆက်ပြီးတော့မှဘွဲလွန်တစ်ခုရအောင်စူးစမ်းနေပါတယ် ကောင်းတယ်ကောင်းတယ်ဒီမှာမြေလုံးတော့ကြိုးစားထားပြီပေါ့ ဒါပေါ့ဟုတ် နော်ဟုတ်ဟာပြန်ငါ့ယူအေးစေးရစား ဟုတ်ကဲ့ဟုတ် နော်ငါတို့ကတောသားရီဆိုတော့စားတဲ့နေရာမှာမြန်မဲ့ဟေးမဝိုင်းထွက်တယ်ကွာ ရတယ် နေ့လည်းကြာရင်လေဆရာတော်စွန်းကပ်ပြီးမှငါတို့ကစားရမှာ ဟုတ်ကဲ့ နောက်ကြမယ် ဟုတ်ကဲ့ ညများစား ဟုတ်ကဲ့ စားနေမှာဆိုလို့မျိုးသားကြီး ဟုတ်ကဲ့ပါ